ကဲဒီနေ့တော့စပိန်နောက်ကနေထိုင်လိုက်တဲ့တရေမရဲ့ဖြစ်ရမှန်ကြောက်စရာဇလန်းလေးနဲ့ကျော်သူတို့တငယ်ချင်းညောင်ကြုံတွေ့ခဲ့ရတဲ့ပရလောကဇလန်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကျော်သူတို့တငယ်ချင်းညောင်ကြုံတွေ့ခဲ့ရတဲ့ဇလန်းလေးကအရန်ကိုကြောက်စရာကောင်းပါတယ်။ဇလန်းအစကိုပြောရရင်တော့ကျော်သူကိုတငယ်ချင်းဖြစ်တဲ့မင်းနောင်ကကားလေးနဲ့အိမ်ထိလာခေါ်ပါတယ်။အကြောင်းကတော့မင်းနောင်ကငားများချင်နေတာကြောင့်လာခေါ်တာဖြစ်ပြီးသူတို့နှစ်ယောက်ကငားသွားမများရတာကကြာပါပြီ။သူတို့နှစ်ယောက်ကအရန်ကိုခင်ကြတဲ့တငယ်ချင်းတွေပါခါတိုင်းဆိုရုံးအလုပ်တွေနဲ့မအားကြပါဘူးဒီနေ့တော့သူတို့နှစ်ယောက်လုံးအတွက်အားလျက်လေးဖြစ်တာကြောင့်ငားများဖို့ထွက်လာကြပါတယ်သူတို့သွားမယ့်နေရာကတော့အရန်ကိုဝေးပါတယ်ကျော်သူနဲ့မင်းနောင်တို့ကတော့ငားများသွားကြရင်ကြောက်လန့်စရာကောင်းတဲ့ဖြစ်ပျက်တစ်ခုနဲ့တွေ့ကြုံရတော့မှာဖြစ်ပါတယ်ဒါကိုတော့သူတို့နှစ်ယောက်ကကြိုတင်ပြီးမသိရှိပါဘူးမင်းနောင်ကခရီးဝေးတာကြောင့်ကားကိုနည်းနည်းလေးအချိန်တင်ပြီးမောင်းလိုက်ပါတယ်နိုင်ဝက်လောက်ကြာတော့တိုက်ပြက်ကြီးရှိတဲ့နေရာစီကိုရောက်လာပါတယ်။အစားကတော့သူတို့တခြားနေရာကိုသွားကြတာပါ။အရင်ငားများလို့ကောင်းတဲ့နေရာကပိတ်ထားပြီးဖြစ်တာကြောင့်အခုနေရာကိုရောက်လာခဲ့ကြတာပါ။ဟေးကြည်စမ်းမောင်ကွာဒီနေရာအဆင်ပြေပါမလား။ဒီနေရာအရှောင်းတိတ်ဆိတ်နေရပဲ။ဒီနေရာမှာငါတို့ငားများလို့ဖြစ်ပါမလားကွာ။မင်းနောင်ကကားလေးကိုတနေရာမှာထိုးရလိုက်တယ်။သူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာဒီနေရာကအရန်ကိုတိတ်ဆိတ်လို့ငားတွေအရာများလိမ့်မယ်လို့တွေးနေတာပေါ့။ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေပါတယ်။အနီးနားမှာလည်းလူသူအရိပ်ရောင်တော့မတွေ့ရပါဘူး။သူတို့နှစ်ယောက်ကတော့ငားစများဖို့အတွက်ပြင်ဆင်နေကြတယ်။မင်းနောင်နဲ့ကျော်သူတို့လည်းနေရာကောင်းရှာပြီးငားတွေထိုင်များနေလိုက်ပါတယ်။ဒီနေရာကသူတို့နှစ်ယောက်ထင်သားကြသလိုငားတွေတော်တော်ရပါတယ်။သူတို့နှစ်ယောက်လည်းငားတော်တော်ရလို့အရန်ကိုပျော်သွားကြတယ်။အဲ့ဒီအချိန်မှာပဲမင်းနောင်ကရုတ်တရက်ဘိုက်အောင်လာတယ်။မင်းနောင်လည်းပစ္စည်းတွေကိုထားလိုက်ပြီးတိုက်ပြက်ကြီးစီကိုအလေးဆုံးဖို့အတွက်ပြေးသွားလိုက်ပါတယ်။မင်းနောင်တိုက်ပြက်ကြီးစီကိုရောက်တော့အဝင်လန်းကျင်းကျင်းလေးကိုတွေ့လိုက်ရပါတယ်။သူလည်းအဲ့ဒီလမ်းကျင်းလေးအတိုင်းကြောက်ကြောက်နဲ့ဝင်သွားလိုက်ပါတယ်။အထဲမှာတော့အနှံ့သက်ကတိတ်မကောင်းလာပါဘူး။တကယ်တော့မင်းနောင်ကတန့်စင်ခံတွေ့ရမလားဆိုပြီးအထဲကိုဝင်လာတာပါ။မင်းနောင်ကခက်လန်းလန်းကိုရောက်လာတော့နေရန်ပေါ်မှာသူ့ကိုကြည့်နေတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ပါတယ်။ဟေးကောင်လေးမင်းကတယောက်ထဲလားဒီမှာဘာလုပ်နေရလဲကွာ။မင်းရဲ့အိမ်ကရောဘယ်မှလဲ။ငါပိုက်နာလာလို့တန့်စင်ခံလိုက်ရှာနေတာ။ဟာကောင်လေးမင်းဘယ်ကိုရောက်သွားပြီလဲမင်းနောင်ကပြောဆိုနေတုန်းမှာပဲကောင်လေးကရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်မင်းနောင်လည်းအတော်လေးကိုအံ့ဩသွားပါတယ်သူဘယ်ကိုရောက်သွားတာလဲပေါ့သေချောင်ပြန်ကြည့်လိုက်ပေမဲ့အစောကကောင်လေးကိုမတွေ့ရတော့ပါဘူးရုတ်တရက်မင်းနောင်တယောက်ကြက်သိမ်းမွေးညင်းတွေချလာပါတယ်သူကတော့ပိုက်ရမ်းနာနေတာကြောင့်အာတင်ပြီးခက်လန်းလန်းမြင်နေရတဲ့ဝင်ပေါက်လန်းအတိုင်းဝင်သွားလိုက်တာတော်တော်လေးကိုပျက်စီးနေပြီဖြစ်တဲ့တန့်စင်ခန်းကိုတွေ့လိုက်ပါတယ်မင်းနောင်လည်းကြက်ကြောင်နဲ့အထဲကိုဝင်သွားလိုက်ပြီးသူ့ကိစ္စကိုအမြန်ရှင်းလိုက်တယ်ခဏနေတော့မင်းနောင်လည်းကြော်သူ့စီကိုပြန်ရောက်လာပါတယ်မင်းနောင်ကတငယ်ချင်းဖြစ်သူကိုသူတိုက်ပြက်ကြီးထဲမှာကောင်လေးတယောက်ကိုတွေ့လာရကြောင်းပြောပြလိုက်တယ်သူဒီလိုပြောတာကိုကြော်သူကမယုံပါဘူးကြော်သူကတော့သူ့ကိုမယုံကြည်သလိုပြုံးဆဆနဲ့ကြည့်နေတာကြောင့်မင်းနောင်လည်းတိုက်ပြက်ကြီးတဲ့ကိုခေါ်သွားပြီးတငယ်ချင်းဖြစ်သူကိုသူစောစောအကောင်လေးကိုတွေ့ခဲ့ရတဲ့နေရာကိုလက်ညှိုးထိုးပြလိုက်ပါတယ်အခုတော့ဘာကိုမှမတွေ့ရတော့ပါဘူးခဏနေတော့ကြော်သူကမင်းနောင်ကိုသူ့ရဲ့ပခုံးနဲ့အပေါ်ကိုချီရင်နေရန်ရဲ့တစ်ဖက်ကိုကြည်ခန်းလိုက်ပါတယ်မင်းနောင်ကအထဲကိုကြည့်လိုက်တာအတော်လေးကိုပျက်စီးယိုယွင်းနေပြီဖြစ်တဲ့အိမ်လေးတစ်အိမ်ရှိနေတာကိုတွေ့လိုက်ရပါတယ်အိမ်လေးကတော့အတော်လေးကိုပျက်စီးနေပါပြီအစောကတွေ့ခဲ့ရတဲ့ကောင်လေးကိုတော့လုံးဝရှာလို့မတွေ့ခဲ့ပါဘူးသူတို့နှစ်ယောက်လည်းကောင်လေးနဲ့ပတ်သက်ပြီးအပြန်လည်ညင်းကုန်နေကြရင်တိုက်ပြက်ကြီးတဲ့ကနေအပြင်ကိုအမြန်ပြန်ထွက်လာခဲ့ကြတယ်။ကျော်သူနဲ့မင်းနောင်တို့ကတော့အပြင်မှာအချိန်တွေကြာကြီးငားများနေလိုက်ကြပါတယ်။ငားတွေလည်းအတော်လေးကိုရကြတယ်။အချိန်ခဏကြာတော့မင်းနောင်တယောက်ရေပြင်ပေါ်မှာစောစောကောင်လေးရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်။မင်းနောင်လည်းအရန်ကိုကြောက်လန့်သွားတာပေါ့။ကြောက်စိမ့်နဲ့တူမင်းနောင်လည်းခြေချော်ပြီးရှေ့ထဲကိုပြုတ်ကျသွားပါလေရော။ဒါပေမဲ့ကျော်သူကတငယ်ချင်းဖြစ်သူကိုအချိန်မီပြန်ကယ်လိုက်နိုင်ပါတယ်။မင်းနောင်ကအတော်လေးကိုကြောက်လန့်နေပြီးအဲ့ဒီနေရာကနေအမြန်ပြန်လာခဲ့လိုက်တယ်။ဒါကတော့မင်းနောင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ပရလောကဇလံကောင်းလေးပဲဖြစ်ပါတယ်။ကဲပရိသတ်တွေကိုဦးလောဆန်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ပရလောကဇလံကောင်းလေးတစ်ခုလည်းပြောပြချင်ပါတယ်။ဦးလောဆန်ကတော့တားဖြစ်သူကောင်းကောင်းနဲ့တူနေထိုင်ပါတယ်။ဦးလောဆန်ကတော့လုံခြုံရေးစစ်ဆေးဂိတ်မှာအဆောင်လုပ်ပါတယ်။သူ့ရဲ့အလုပ်ကတော့တတ်တာပေမဲ့အိရှိပြတ်ပါတယ်။ညအတော်လေးနဲ့မှအိမ်ပြန်ရတာပါ။အလဲကျသူ့အချိန်နဲ့သူစောင့်ရတာပါ။တနေ့မှသူအလုပ်ကနေပြန်လာတော့
အရေးပေါ်လူနာတင်ရင်တွေနဲ့တူမြေကမ်းထိပ်မှာလူတွေစုဝေးနေတာကိုတွေ့လိုက်ပါတယ်။ဦးလောဆန်လည်းလူအုပ်ကြားထဲကိုတိုးဝင်သွားပြီးကြည့်လိုက်ပါတယ်။အရွယ်ကောင်းသောမိန်းကလေးတစ်ယောက်ကရှေ့နစ်ပြီးတော့တေဆုံးနေတာဖြစ်ပါတယ်။လူသေးမှုဆိုတော့ရဲတွေကလည်းလာရောက်စစ်ဆေးကြပါတယ်။အခုတေဆုံးသွားတဲ့မိန်းကလေးကိုတော့ဘယ်သူမှမသိကြဘူးလို့ပြောနေကြပါတယ်။ဦးလောဆန်လည်းတေဆုံးနေတဲ့မိန်းကလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားတယ်။ဦးလောဆန်လည်းအိမ်ပြန်ရောက်လာတော့ရေမိုးချိုးပြီးတန်းအိတ်လိုက်ပါတယ်။သူစိတ်ပဲဆွဲနေလို့လာတော့မသိပါဘူး။အိမ်မက်ထဲမှာစောစောကမိန်းကလေးရဲ့ပုံရိပ်တွေကိုပြန်မြင်အောင်လာပါတယ်။ဦးလောဆန်ကအိမ်မက်ထဲမှာရှင်းနစ်ပြီးတေဆုံးခဲ့တဲ့မိန်းကလေးရဲ့အကြောင်းဆုံးကိုသိခဲ့ရတာပါ။တကယ်တော့နှင်းစီဆိုတဲ့မိန်းကလေးဟာသူ့ရဲ့ချစ်သူနဲ့အစမပြေဖြစ်ခဲ့ပြီးနောက်ပိုင်းမှာရှေ့ထဲကိုခုန်ချပြီးကိုအဆုံးစီရင်သွားခဲ့တာပါ။သူမရဲ့ချစ်သူကအမြဲလိုတောက်စားမိုးရင်နေတတ်ပြီးမျက်နှာများသူတယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ဦးလောဆန်ကသားဖြစ်သူနဲ့တူအလုတ်ထဲကနေအိမ်ကိုပြန်လာပါတယ်။ညကတော့အတော်လေးကိုနှက်နေပါပြီ။ကောင်းကောင်းလည်းအဖေဖြစ်သူရဲ့အနောက်ကနေပါလာတယ်။ခဏနေတော့နှင်းစီဆိုတဲ့ကောင်မလေးရှင်နစ်တေဆုံးတဲ့နေရာကိုရောက်လာကြတယ်။အဲ့ဒီနေရာကိုရောက်လာတော့ဦးလောဆန်တယောက်စပိန်နှင်းရတာပိုလေးလာတယ်လို့ခံစားလိုက်ရပါတယ်။သူ့ရဲ့စပိန်နောက်ကနေတယောက်ယောက်ထိုင်ပြီးလိုက်လာတယ်လို့ပါပဲ။ဦးလောဆန်လည်းသူ့ရဲ့စပိန်ကိုတေချာစစ်ဆေးလိုက်တာပေါ့။သူ့ရဲ့ရှင်ဘက်ပေါ်မှာလည်းလက်ငါးချောင်းရပေါ်နေပါတယ်။ဒီနောက်မှာတော့ဦးလောဆန်လည်းစပိန်နဲ့အိမ်ကိုအမြန်ပြန်လိုက်ပါတယ်။သူ့ရဲ့စပိန်နောက်မှာတော့နှင်းစီဆိုတဲ့မိန်းကလေးကပါလာပါတယ်။မကြုံမလွတ်တဲ့ဘဝကိုရောက်ရှိနေတဲ့အဲ့ဒီမိန်းကလေးကတော့ဦးလောဆန်ကိုရေထဲမရမကဆွဲချပါတော့တယ်။ဦးလောဆန်တယောက်သေတော့မလို့တောင်ဖြစ်နေတဲ့အချိန်မှာကောင်းကအဖေဖြစ်သူကိုအပေါ်အမြန်ဆွဲတင်လိုက်ပါတယ်။ဒါပေမဲ့နှင်းစီကပေါ်လာပါတယ်။အရန်ကိုကြောက်စရာကောင်းတဲ့တရေမအောင်ကြည့်ပြီးကောင်းလည်းအရန်ကိုထိတ်လန့်သွားတာကြောင့်အဲ့ဒီနေရာကနေအမြန်ထွက်ပြေးလာခဲ့ပါတယ်။ဦးလောဆန်ကတော့ကံမကောင်းရှာပါဘူး။အဲ့ဒီနေရာမှာပဲရှေ့နှစ်ပြီးဝဲချင်းပြီးတေဆုံးသွားခဲ့ရပါတယ်။ကဲဒါကတော့ဖြစ်ရမှန်ဇတ်လန်းတွေဖြစ်ပါတယ်။အခုကြည့်နေတဲ့ပရိသတ်တွေရောကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ပရလောကဖြစ်ရမှန်လေးများရှိရင်ကောမန့်မှာဝေမျှပေးခဲ့လို့ရပါတယ်ရှင်။